88ခုမြောက်သောစာလံအပိုင်ငယ်1မှ18အကျွန်ုပ်ကိုကယ်တင်တော်မူသောဘုရားသခင်ထာဝရဘုရားအကျွန်ုပ်သည်ရှေ့တော်၌နိညာမပြတ်အော်ဟစ်ပါ၏အကျွန်ုပ်ပြုသောပတ္ထနာသည်အထံတော်သို့ဝင်ပါစေသောအော်ဟစ်တန်ကိုနားထောင်တော်မူပါအကျွန်ုပ်၏ဝိညာဉ်သည်ဒုက္ခနှင့်ပြည့်၍အသက်သည်လည်းမရဏနိုင်ငံအနီးသို့ရောက်ပါပြီအကျွန်ုပ်သည်တင်းချိုင်းတွင်သို့ဆင်းသောသူတို့နှင့်အတူရေတွက်ဝင်ခြင်းသို့ရောက်ပါ၏အားကုန်သောသူကဲ့သို့ဖြစ်ပါ၏အသေးကောင်တို့တွင်ပြစ်ထားသောသူကွပ်မျက်၍တင်းချိုင်းတွင်၌အိပ်နေသောသူဒီဟုသောအောင်းမိတော်မမူလက်တော်ဤမဆာခြင်းနှင့်ကွာဝေးသောသူကဲ့သို့ဖြစ်ပါ၏အကျွန်ုပ်ကိုအနက်ဆုံးသောတွင်မှောင်မိုက်ဖုံးလွှမ်း၍အလွန်နက်နဲသောအရ၌ချထားတော်မူပြီးအမျက်တော်သည်အကျွန်ုပ်အပေါ်၌ဖိလျက်ရှိပါ၏လှိုင်းတဘိုးတော်အပေါင်းတို့နှင့်နှိပ်စက်တော်မူ၏အကျွန်ုပ်၏အသည့်အကျွမ်းများကိုအဝေးသို့ရွှေ့တော်မူပြီးသူတို့အားအကျွန်ုပ်ကိုယွန်းရှာပွဲဖြစ်စေတော်မူပြီးအကျွန်ုပ်သည်အချုပ်ခံရ၍ပြင်သို့မထွက်ရပါအကျွန်ုပ်ခံရသောဒုက္ခကြောင့်အကျွန်ုပ်မျက်စိသည်ပြတ်ပါ၏အိုးထာဝရဘုရားကိုရောကိုအစဉ်အော်ဟစ်ပါ၏အထံတော်သို့လက်ကိုဆန့်ပါ၏တည်လျက်နေသောသူတို့အားအံ့ဘွယ်သောအမှုတို့ကိုပြတော်မူမည်လောတင်ချိုင်းသားတို့သည်ထ၍ကိုရောကိုချီးမွမ်းကြပါမည်လောဂယုဏတော်ကိုတင်ချိုင်းတွင်၌၎င်းတစ္ဆာတော်ကိုပျက်စီးရာအရ၌၎င်းကြားပြောရကြပါမည်လောအံ့ဘွယ်သောအမှုတော်တို့ကိုမောင်မိုက်သောအရ၌၎င်းဖြောင့်မတ်တော်မူခြင်းတရားကိုမေ့လျော့ရာပြည်၌၎င်းသိရကြပါမည်လောအိုးထာဝရဘုရားကိုရောကိုအကျွန်ုပ်အော်ဟစ်ပါ၏နနက်အချိန်၌အကျွန်ုပ်၏ပတ္ထနာသည်ရှေ့တော်သို့ရောက်ပါ၏အိုးထာဝရဘုရားအကျွန်ုပ်၏ဝိညာဉ်ကိုအဘယ်ကြောင့်ပယ်တော်မူသနည်းမျက်နာတော်ကိုအကျွန်ုပ်မှအဘယ်ကြောင့်လွှဲတော်မူသနည်းအကျွန်ုပ်သည်ဒုက္ခဝေဒနာကိုခံရ၍သေဆဲရှိပါ၏စီရင်တော်မူသောဘေးများကိုငယ်သောအရွယ်ကပင်ခံရ၍ပင်ပန်းပါ၏အမျက်တော်သည်အကျွန်ုပ်ကိုလွှမ်းမိုးပါ၏စီရင်တော်မူသောဘေးတို့သည်အကျွန်ုပ်၏အသက်ကိုညှင်းဆဲသည့်တိုင်အောင်ရေကဲ့သို့အစင်မပြတ်ဝိုင်း၍တညီတညွတ်ဒီဝန်းရံကြပါ၏ချစ်တော်သူနှင့်အဆွေခင်မွန်းကိုအကျွန်ုပ်နှင့်ဝေးဝေးရွှေ့တော်မူပြီးအသည့်အကျွမ်းတို့သည်မောင်မိုက်ထဲမှရှိကြပါ၏အာမင် God bless you